တောင်ကိုရီးယားနိုင်ငံဂယံဂီပြည်နယ်ဂွမ်ဂျူမြို့ရဲ့တောအုပ်ထူထပ်တဲ့တောင်ကြီးတစ်ခုမှာဂွမ်ဂျီရန်စိတ်တဆဆေးရုံရှိနေပါတယ်။1996ခုနှစ်မှာရုတ်တရက်ကြီးပိတ်ပစ်ခဲ့တဲ့ဒီဆေးရုံကယနေ့ထိတော့ပိုင်ရှင်မဲ့စွန့်ပစ်ခံထားရပြီးတော့ထိတ်လန့်ခြောက်ခြားပွဲကောင်းတဲ့လှုပ်ဝက်ချက်တွေလည်းပြည့်နေပါတယ်။ဒီဆေးရုံက1990ပြည့်နှစ်တွေမှာတော့ပုံမှန်အတိုင်းပဲလဲပတ်နေခဲ့တာပါ။ဒါပေမဲ့1996ခုနှစ်မှာတော့ဆေးရုံအပြီးတိုင်ပဲပိတ်ပစ်ခဲ့ရပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရတော့ဒီဆေးရုံမှာလူနာတွေကအကြောင်းရင်းမရှိဘဲနဲ့တယောက်ပြီးတယောက်သေဆုံးကုန်ကြတယ်လို့ပြောကြပါတယ်။အစိုးရသောကောလာဟာလာကတော့ဆေးရုံကြီးကိုယ်တိုင်စိတ်ဖောက်ပြန်သွားပြီးတော့လူနာတွေကိုတပ်ပြတ်ခဲ့တာဖြစ်ပြီးနောက်ဆုံးမှာလည်းသူကိုယ်တိုင်ဆေးရုံထဲမှာပဲအဆုံးစီရင်သွားခဲ့တယ်လို့ပြောကြပါတယ်။ဒီသတင်းတွေကြောင့်ပဲဆေးရုံကကျင်းစာတဲ့နေရာအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။တကယ်တမ်းစုံစမ်းစစ်ဆေးမှုတွေရတော့ဆေးရုံပိတ်ခဲ့ရတဲ့အကြောင်းရင်းကဒဏ္ဍာရီတွေတည်းရလို့မဟုတ်ဘဲနဲ့ပို့ပြီးတော့မှလက်တွေ့ကြပါတယ်။ဆေးရုံရဲ့မိန်လာနဲ့ရေစိုးထုတ်စက်နဲ့မှာပြဿနာတက်ခဲ့ပြီးတော့ပြင်ဆင်မှုအတွက်လည်းအလွန်မှကုန်ကျစရိတ်တွေများပြားခဲ့ပါတယ်။ဆေးရုံပိုင်ရှင်ကအမေရိကကိုထွက်ပြေးခဲ့ပြီးတော့မြေယာပိုင်ဆိုင်မှုတွေပြဿနာကြောင့်ဘသူမှလာရောက်မကင်တွေပဲပြစ်ထားခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအချက်လက်တွေကစူးစမ်းကျင်သူတွေရဲ့ကြောက်စိတ်ကိုလည်းမတားဆီးနိုင်ခဲ့ပါဘူး။ဆေးရုံထဲဝင်သွားရင်တော့အချိန်တွေက1996ခုနှစ်မှာရပ်တန့်နေတယ်လို့ခံစားနေရမှာပါ။အခန်းနံပါတ်439နဲ့ဒီအခန်းကဆေးရုံတစ်ခုလုံးမှာတရေအချောက်ဆုံးဆိုပြီးတော့နာမည်ကြီးလာပါတယ်။ဒီအခန်းတကားကိုတော့ဘသူကမှဖွင့်လို့မရဘူးလို့ပြောကြပြီးတော့ဖွင့်ဖို့ကြိုးစားတဲ့သူတွေကလည်းထူးဆန်းတဲ့အန္တရာယ်တွေကြုံတွေ့ရတတ်တယ်လို့ယုံကြည်ကြပါတယ်။ကျမ်းမြင့်ပေါ်မှာလူနာရဲ့မှတ်တမ်းတွေစေထိုးအပ်တွေနဲ့သူတို့အသုံးပြုခဲ့တဲ့ပြက်ကလေးတွေကတော့ဒီနေ့အထိပြန်ကျဲနေစေပါပဲ။ညဘက်မှာဆေးရုံထဲကနေလူနာတွေရဲ့ငိုညည်းတန်နဲ့အော်ဟစ်တန်နဲ့ပြေးလွှားနေတဲ့အတန်တွေကိုကြားရတတ်တယ်လို့စွန့်သားသွားလာသူတွေကပြောလို့ရှိပါတယ်။ဒီဆေးရုံကြောင့်ကိုအခြေခံပြီးတော့2018ခုနှစ်မှာဂွမ်ဂျီယန်ဟိုတယ်အာဆိုင်လမ်ဆိုတဲ့ရုပ်ရှင်ထွက်ရှိခဲ့ပါသေးရဲ့။ဟော်ရာယူတူဘာအဖွဲ့တစ်ဖွဲ့ကဆေးရုံတွေကိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေလုပ်ဖို့ဝင်သွားခဲ့ရမှာဝိညာဉ်တွေရဲ့တိုက်ခိုက်မှုခံခဲ့ရတဲ့အကြောင်းရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကကိုရီးယားမှာလည်းမကပဲတကမ္ဘာလုံးမှာအလွန်မှအောင်မြင်ခဲ့ပြီးတော့ဒီနောက်ပိုင်းမှာလည်းဆေးရုံလာရောက်ချောင်းကြီးခဲ့တဲ့လူငယ်တွေပို့ပြီးတော့တောင်များပြားလာခဲ့ပါတယ်။လက်ရှိအချိန်တွေမှာတော့ဆေးရုံကြီးကခရီးသွားတွေနဲ့စူးစမ်းလေးလာခြင်းသူတွေကြောင့်ပဲဒေသခံတွေအတွက်စိတ်အနှောက်အယှက်တွေဖြစ်လာခဲ့ပါတယ်။လူတွေကညဘက်မှာဒီဆေးရုံတွေကိုခိုးဝင်ကြတာအော်ဟစ်ကြတာတွေကြောင့်ပဲအာဏာပိုင်တွေကဝါယာကြိုးတွေနဲ့ပိတ်ထားခဲ့ရပါတယ်။နောက်ဆုံးမှာတော့2018ခုနှစ်မေလမှာဒီဆေးရုံကြီးကိုလုံးဝမဖြိုချဖျက်ဆီးခဲ့ပါတယ်။အခုဆိုရင်တော့အဆောက်အုံကြီးကမရှိတော့ဘူးဆိုပေမဲ့လည်းအဲ့ဒီမြေနေရာမှာရှိနေစေဖြစ်တဲ့ဝိညာဉ်တွေကတော့တခြားမသွားသေးဘူးလို့ဒေသခံတွေကယုံကြည်နေကြသေးပဲဖြစ်ပါတယ်။ဗန်ဂျီယန်စိတ်တဆဆေးရုံကအဆောက်အုံဖြစ်မရှိတော့ပေမဲ့လည်းသူ့ရဲ့ကြောက်မက်ဖွယ်ရာပုံရိပ်တွေကတော့ရုပ်ရှင်တွေကလူတွေရဲ့စိတ်ထဲမှာထာဝရကြံ့ရင်နေမှာပါ။ဒါကသိပ္ပံပညာနဲ့ရှင်းပြလို့မရတယ်။ကြောက်စိတ်ဆိုတာကလူသားတွေဘယ်လောက်ထိလွှမ်းမိုးနိုင်တယ်လဲဆိုတာပြတဲ့သက်သေတစ်ခုပါပဲ။